လို့မောင်လေးလို့ဆွေးဘွားဆင်းမယ်အိမ်ရောက်ပြီအိမ်ရောက်ပါ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 ပြီကဲမောင်လေးဆင်းမယ်မနေ့9 နာရီခွဲတည်းကမောင်နှမ2 ယောက်ထကြလေငါတို့9 နာရီခွဲကလမ်းမပေါ်ရောက်နေတာဟုတ်တယ်မလားအခုဒီမဲ့9 နာရီခွဲကိုငါတို့အိမ်ပြန်ရောက်တယ်ဘယ်လောက်ဆိုတော်ပြီလေဟုတ်တယ်မလားမနေ့မိုးလင်းကမောင်လေးလမ်းလျှောက်ပေးတယ်ခုအမှန်နန်ချောင်းဝယ်နေမောင်လေးကိုစပိန်စီးပေးတယ်စပိန်စီးပေးရတာမှနန်မြအိမ်မှာထားပြီးတော့ဟိုမဲ့3 ပြက်လောက်တောင်မှပတ်ပေးတယ်လောက်ဆိုတော်ပြီလေငါမောင်လေးအလို့တူ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 ဟာမစင်းကျင်လို့မရဘူးလေမောင်လေးကလှလိမ့်မလားလိမ့်မလားညနေကျရင်ဒီမဲ့မမဂရီပေးတယ်ညနေ6 နာရီထိုးရင်မမမောင်လေးကိုစပိန်စီးပေးမယ်ဂရီပေးတယ်ဂရီမမဂရီပေးရင်ဂရီပေးငါမောင်လေးပဲတော့မတီးရရှိလို့တော့ဟုတ်တယ်မလားလိမ့်မလားဟာမောင်လေးဟာလိမ့်မတာငါမောင်လေးဒီမဲ့မောင်လေးကြိုက်တဲ့မုတ်လဲမမတောက်ဝယ်လိုက်အောင်မလေးဒီနေ့မုတ်တွေရောက်တယ်တဲ့အဲကြောင့်မမတောက်ဝယ်လိုက်မယ်မောင်လေးကြိုက်တဲ့ကြက်သားရတာလေးလေမမအစ်စ်လေးတွေ့တာထုတ်လေးမမစမ်းပြီးတောက်ဝယ်လိုက်ငါမောင်လေးကြိုက်မကြိုက်ပြီးမှမမအများကြီးဝယ်ပေးမယ်နော်လိမ့်မတာလေမောင်လေးကကဲနေကွာမျိုးလုံးညက်ချစ်တာစိတ်ရစဲဟောမယ်ဗျို့စပိန်ဘွားမစင်းကျင်တဲ့ကောင်လေးတယောက်ပါဗျို့ခွေကြီးစိတ်လေးကဲလာပါမောင်လေးရလာတီမေတောင်စပိန်ဘွားနဲ့ချော့ပြီးစင်းခိုင်းအောင်ဗျို့ဟောမယ်စပိန်ဘွားမစင်းကျင်ဘူးလုံနေဗျို့ဟိုမယ်ပြောမရဆိုမရနဲ့မနေ့9 နာရီခွဲကလေးထကြတာခု9 နာရီခွဲအိမ်ရောက်ပြီအဲ့လမ်းပေါ်မှာပဲတနေ့တမနက်လုံးအဲ့ဒါကိုစပိန်စီးပေးတာဟိုမယ်မစင်းကျင်ဘူးတဲ့စပိန်စီးပေးပြီဆိုရင်ဘာလို့တော့မှမသိစပိန်ဘွားနေကိုမစင်းကျင်တာဘာပြဿနာမှမသိဒီမဲ့မပြောမယ်မမဂရီပေးတယ်တကယ်ဂရီပေးတယ်6 နာရီထိုးရင်ညနေ6 နာရီနောက်ပိုင်းမောင်လေးကိုမစီးပေးမယ်သိရမလားမမတို့ဟိုကစီးမယ်လေဘာတော့22 လမ်းထိမမစီးပေးမယ်ဟုတ်တယ်22 လမ်းဆိုရင်19 18 19 20 21 23မောင်လေး9 ပြတောင်ရှိရဟုတ်တယ်မလား9 ပြစီးပေးမယ်โอเคဂရီပေးတယ်ငွေနေကမုံစားပြီးသွားပြီမမမစားရသေးဘူးမမမတနာဘူးလားမမအားရှိမှမောင်လေးကိုစပိန်စီးပေးလို့ရမှာလေခုမှမမအားမရှိတော့လောက်ပါမောင်လေးရငွေနေကဲမယ်တူလိမ့်ပါလေခုဆိုရင်တော့စပိန်ဘွားကနေစင်းပါတော့မယ်ခင်ဗျာစင်းကြည့်ချင်းမစင်းကြည့်ချင်းစင်းပေးပါတော့မယ်ခုဆိုရင်တော့ဇွတ်စင်းတော့မယ်ဒန်မောင်လေးတော်ပြီလေအဲ့လောက်ကြီးမကဲနဲ့တော့ကွာလာလိမ့်မတွေးလိမ့်မကဲ